ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်တော့မနေ့ကပေါ့နော်ဖုန်းတစ်လုံးရဲ့ specification တွေကိုသိချင်တယ်ဆိုလို့ရှိရင်ဘယ်လိုနေရာမှာကြည့်ရမလဲဆိုတဲ့အကြောင်းကိုပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဖုန်းတစ်လုံးရဲ့ specification အပြည့်အစုံကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Google မှာ GSM Arena လို့ရိုက်ကြည့်ပြီးတော့မှရှာကြည့်လို့ရပါတယ်ကျွန်တော်တစ်ချက်ပြပေးပါမယ်ကြည့်လိုက်ပါနော်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Google ထဲဝင်လိုက်မယ်ပြီးတော့မှကျွန်တော် Google ထဲမှာဆိုလို့ရှိရင် GSM Arena ဆိုတဲ့အရာလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာပေါ်လာတဲ့ပေါ့နော် website လေးကိုဝင်လိုက်ပါ GSM Arena ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးရောက်လာမယ်ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဖုန်းအမျိုးအစားတွေအများကြီးရှိပါတယ် Samsung Xiaomi OnePlus Google အစရှိတဲ့ပြင်ပေါ့နော်အများကြီးရှိတယ် Huawei Honor Oppo ပေါ့နော်အများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တစ်ခုကိုကြည့်ကြပါမယ် Samsung ပေါ့နော်အဲ့ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းအမျိုးအစားတွေရဲ့ပေါ့နော် specification တွေကြည့်လို့ရတယ် Samsung မှာဆိုလို့ရှိရင်ကျွန်တော် model လေး A50 ခုပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်အဲ့ကောင်လေးရဲ့ကျွန်တော် specification တွေကြည့်နေဆိုလို့ရှိရင်အောက်မှာကြည့်လို့ရပါတယ်သူ့ကို launch လုပ်ထားတာကြတော့ကျွန်တော်တို့2026ခုနှစ် March လ25ရက်နေ့မှာပေါ့နော်သူကရရှိနိုင်တဲ့အချိန်ကတော့2026 April လ9ရက်နေ့မှာစပြီးတော့ရောင်းချတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြီးလို့ရှိရင်သူ့ရဲ့ dimension အချင်းတွေကြည့်လို့ရမယ် weight တွေပေါ့နော်ဘယ်လောက်ရှိလဲဆိုတော့တစ်ချက်ကြည့်လို့ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ base quality ဘိုင်းမှာဆိုလို့ရှိရင် glass bound Corning Gorilla glass butt ဆိုတဲ့ပုံစံမျိုးတွေသုံးပေးထားတယ်ပြီးတော့ aluminum frame ပေါ့နော် glass ဆိုလို့ရှိရင်လည်း back ကိုလည်း glass နဲ့ပဲသုံးပေးထားတယ် Corning Gorilla butt plus ပဲပေါ့နော် sync ကဆိုလို့ရှိရင်ကျွန်တော် nano sync ရမယ် e sync ရမယ် nano sync ရမယ်ပေါ့နော်ပြီးလို့ရှိရင် IP rating ဆိုလို့ရှိရင် IP68 ပါမယ်ကျွန်တော်တို့ဒီရေအောက်မှာဆိုလို့ရှိရင် 1.5 meter မှာဆိုလို့ရှိရင်မိနစ်30ထိရမယ်သူ့ရဲ့မှန်တာပိုင်းမှာဆိုလို့ရှိရင် Super AMOLED ပေါ့နော်120 Hz ထိသုံးပေးထားတယ်ပြီး brightness နဲ့ဆိုလို့ရှိရင်အမြင့်ဆုံး1900 nit ထိရမယ်ပေါ့နော်သူ့ရဲ့ screen size တွေကြည့်လို့ရမယ်ပြီးတော့ resolution တွေprotection တွေပေါ့နော်ကြည့်လို့ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ OS ပေါ့ Android version ဆို16နဲ့လာမယ်အဲ့တော့မှကျွန်တော် UI နေအများကြီးပါချစ်ဆက်ဆိုလို့ရှိရင်သူ့ရဲ့ကိုယ်ပိုင် CPU Exynos 1680ကို4 nanometer သုံးပေးထားတယ်ပြီးလို့ရှိရင် cache lock ပေါ့နော်ပြီးလို့ရှိရင် UFS 3.1 နည်းပညာသုံးပေးထားတယ်ဒါကတော့ internet room တွေပေါ့နော်ကင်မရာမှာဆိုလို့ရှိရင်3လုံးသုံးပေးထားတယ်main camera ပါမယ်ပြီးလို့ရှိရင် ultra wide တစ်လုံးပါမယ် micro lens တစ်လုံးပါမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် selfie camera မှာဆိုလို့ရှိရင်12 megapixel သုံးပေးထားတယ်ဗီဒီယိုရိုက်လို့ရတဲ့ဟာကြည့်လို့ရမယ်speaker မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ stereo speaker သုံးပေးထားတယ် 3.5 mm ချက်ပေါက်မပါတော့ပေါ့နော်အဲ့လိုပုံစံမျိုးဖြင့်အစားရှိတဲ့ဖြင့်အများကြီးကြည့်လို့ရတယ် battery ဆိုလို့ရှိရင်ကျွန်တော်9000သုံးပေးထားမယ်အပြန်တွဲမယ်ဆို45 watt နဲ့လာမယ်ဒါကလာအယောင်တွေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးနဲ့ကြည့်ချင်းအပြင်ကျွန်တော်ဖုန်းတစ်လုံးရဲ့ပေါ့နော် specification တွေကိုအပြည့်စုံကြည့်လို့ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲပေါ့နော်ကျေးဇူး